အေမွန်လိုတွေးထင်းရတာရမ်းမခက်ပေမဲ့အေမွန်လောက်593 star ဖြစ်ဖို့မလွယ်ကူတဲ့ပက်ကွီရိုစော်နေကိုဒီနေ့မှာကျွန်တော်ကပြောပြပေးသွားမှာပဲဖြစ်ပါတယ်ပက်ကွီရိုရဲ့စကေးတွေကတော့စတိတ်2စပြီဆိုတာနဲ့3ကိုဟီရို2 star တင်လို့ရတယ်လက်အိတ်တစ်ခုရမယ်ဒီလိုပဲစတိတ်3မှာလည်း4ကို2 star တင်လို့ရမယ်လက်အိတ်တစ်ခုနဲ့စတိတ်4မှာလည်း5ကို2 star တင်လို့ရတယ်လက်အိတ်ဆိုပြီးတော့လက်အိတ်3ခုထိရရှိမှာဖြစ်ပါတယ်593 star ဆော့မှာဖြစ်တဲ့အတွက်နောက်ဆုံးလက်အိတ်ကို main ထားပြီးတော့ဆော့အောင်ပါပါဒီလက်အိတ်က copy hero 2កောင်ရမှာဖြစ်တဲ့အတွက်ကလုံးနှလုံးနဲ့ညီမျှပါတယ်ကွန်မန်ဒါကတ်ရွေးချယ်တဲ့နေရာမှာတော့ပကွီရိုကတ်ထံတခြားဂိုးတွေအားလီတာမဲ့ကတ်တွေကိုရွေးချယ်တာပိုပြီးအဆင်ပြေပါတယ်လုံးဝကတ်ကရွေးချယ်လို့အဆင်မပြေတော့ဘူးဆိုမှတော့ပကွီရိုကတ်ကိုရွေးချော်တာပကွီရိုနဲ့ဆော့ဖို့ကျွန်တော်တို့အကြိုက်ဆုံးကတ်ဆိုရင်တော့ဘလာဒါမှမဟုတ်ကတ်ကူရာကတ်တွေကိုကျွန်တော်ကတော့ပို့ပြီးတော့ကြိုက်ပါတယ်ဒီပွဲမှာတော့ဘလာကတ်ကိုရွေးချယ်လိုက်တာဖြစ်ပြီးဘလာကတ်ကနေ Ruby Power ကတ်ရပါတယ်ဒီဟာတော်တော်လေးကိုကောင်းပါတယ်အားလီမှာတွေးထင်ရတာလည်းတော်တော်အဆင်ပြေပါတယ်စတေး1မှာတော့ပုံမှန်တိုင်းပဲကျွန်တော်ကအတိုးချန်ပြီးတော့ပဲဆော့ပါတယ်ကိုအတိုးနှစ်ချက်ရအောင်ပထမရောင်းမှာ930နောက်ရောင်းဒီမှာတော့920နဲ့အဲ့လိုမျိုးချန်ပြီးတော့ပဲဆော့ပါတယ်ပကွီလိုဆော့မယ်ဆိုရင်လည်းစကန်ဘတ်ချာအရေးကြီးပါတယ်အဲ့ဒါကြောင့်မလို့ကိုပါဖိုးဘီရဲ့2កောင်ရှိနေတယ်ဆိုရင် level 5ကိုမတင်ပဲ level 4မှာပဲနေပါစတေး1ရဲ့နောက်ဆုံးရောင်းရောက်ပြီဆိုရင်ကြံနေတဲ့ဖိုးဘီရဲ့တစ်ကောင်ရှာပြီးတော့2 star မတင်မဲထားပါမယ်ပွဲစသွားပြီဆိုမှအဟီယိုကိုပွဲလိုက်ပါအဲ့ဒါမှကျွန်တော်တို့က state 2စပြီဆိုတာနဲ့ blessing ပေါင်းသွားမှာဖြစ်လို့ပါရှေ့လာမယ် fit ပေါက်မှာတော့ကိုလိုချင်တဲ့ hero ပိုင်ရင်ယူလိုက်ပါမပါဘူးဆိုရင်တော့ item ကိုပဲယူသင့်ပါတယ်စတေး2စပြီဆိုရင်တော့3ကို hero 2 star တင်လို့ရတဲ့လက်အိတ်တစ်ခုကိုရပါပြီဒီနေရာမှာကျွန်တော်တို့ကဘယ် hero ကိုတင်မလဲဆိုတာအရေးကြီးပါတယ်3ကို hero 2 star တင်ဖို့အတွက်အကောင်းဆုံး hero ကတော့ haircut ဖြစ်ပါတယ် haircut marsha နဲ့ကလင်းတို့ကိုတင်ပြီးတော့ဆော့လို့ရပါတယ်တခြား hero တွေကတင်ပြီးဆော့လို့မရဘူးလားဆိုရင်ရပါတယ်ဒါပေမဲ့အစောကကျွန်တော်ပြောခဲ့တဲ့3កောင်လောက်တော့တွေးထိန်လို့ကောင်းမှာမဟုတ်ပါဘူးကိုကတွေးလဲများတယ်ဆိုရင်တော့လူကျင်တဲ့ hero လာတဲ့အထိစောင့်ပြီးတော့တုံးပါတကယ်လို့တွေးထိန်လို့ကအဆင်မပြေတော့ဘူးဆိုရင်တော့ပေါ်တဲ့3ကို hero နဲ့ပဲတွေးထိန်ဖို့လုပ်လိုက်ပါအဲ့ဒါလည်းအဆင်ပြေပါတယ်haircut ကိုတင်ဆော့မယ်ဆိုရင်တော့ Astro Triplate တို့ကိုထည့်ပြီးတော့ synergy ဖြည့်ပြီးတော့ဆော့ပါတကယ်လို့ Marsha ဆော့မယ်ဆိုရင်တော့လက်သီးအမ်ဘာလော်တို့ကိုထည့်ပြီးတော့ဆော့ပါ3ကို hero ကို2 star တင်လိုက်တာနဲ့မပြီးပါဘူးကိုကအဲ့ရနဲ့ fit ဖြစ်မဲ့ synergy တွေကိုလည်းထည့်ဖို့လိုအပ်ပါတယ်ဒီရောင်းဒီမှာတော့ဘာမှသိရှင်းပြစရာမရှိပါဘူးအစောကကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ပွားလိုက်တဲ့3ကို2 star ပေါ်မှာမူတည်ပြီးတော့ synergy တွေကို live ဖြည့်ပြီးတော့ပဲတွေးထိန်သွားတာဖြစ်ပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့လီလန်ရောင်းလေးကိုတန်းပြီးတော့တွားလိုက်ရအောင်ဗျာလီလန်ရောင်းမှာတော့ကို့မှာရှိတဲ့ဂိုးပေါ်မူတည်ပြီးတော့ကလုံးကိုချောင်းအောင်ယူတင်ပါတယ်တကယ်လို့ကိုကကက်လဲကောင်းတယ်တွေးလဲများတယ်ဆိုရင်တော့ကလုံးကို12ချက်လောက်ထိပေးလို့ရပါတယ်တကယ်လို့ကက်မကောင်းဘူးဆိုရင်တော့6ချက်လောက်ထိပဲပေးပါမရဘူးဆိုရင်တော့ထားလိုက်ပါဒီလီလန်အောင်ပြီးလို့ state 3 service ဆိုရင်တော့ 4go 2 star တင်လို့ရတဲ့လက်အိတ်တစ်ခုရရှိမှာဖြစ်ပါတယ်အဲ့လက်အိတ်ကိုတော့ကိုကအစောက3go 2 star မှာဘယ် hero ကိုတုံးလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့အဲ့လက်အိတ်ကိုတုံးမှာတကယ်လို့ကိုက hacker ကိုစော့တယ်ဆိုရင် aura ဒါမှမဟုတ်ခုရှင်တို့လို hero တွေလာရင်အဲ့ hero တွေကိုတုံးမှာကိုက marsha စော့တယ်ဆိုရင်တော့နဂါဒါမှမဟုတ် retail တို့လို hero တွေကိုတုံးပြီးတော့စော့လို့ရပါတယ်အလွန်ကန်ဆိုးတဲ့ပွဲတွေမှာဆိုရင်တော့ကိုကတွေးလဲမထိန်နိုင်ဘူးပြီးတော့ကိုသုံးမဲ့ hero ကလည်းပေါ်မလာတာမျိုးတွေဖြစ်တတ်ပါတယ်အဲဒါကြောင့်မလို့ဒီကင်းကကန်နဲ့လည်းအများကြီးသက်ဆိုင်ပါတယ်ပကွီလိုဆော့မယ်ဆိုရင်တော့ state 4ရဲ့ ခရီရောင်းထီကိုတွေးခံဖို့လိုအပ်ပါတယ်အဲဒီခရီရောင်းကိုရောက်ပြီဆိုမှကိုက hero တွေကိုရောင်းပြီးတော့ 5go3 star ရှာလို့ရမှာပါအဲဒါကြောင့်မလို့ဂျားထဲမှာတွေးထိန်နိုင်သမျှထိန်အောင်လုပ်ပြီးတော့ဆော့ပါပကွီလိုဆော့မယ်ဆိုရင်တော့အေမွန်လိုပါပဲကျယ်ရီတက်ချင်တယ်အမြဲတမ်းနိုင်နေတယ်ဆိုရင်တော့ပကွီလိုကိုမဆော့သင့်ပါဘူးအေမွန်လိုမျိုးပဲကိုက 5go3 star ပဲထွန်းရင်နေဆိုမှပကွီလိုကိုဆော့ပါပကွီလိုကလည်းအမြဲတမ်းနိုင်မှုအတွက်အာမခံချက်မရှိပါဘူးပွဲတာမယ်ပြီးရင်မီယာတွေအင်ဂျလာတွေနဲမှာပကွီလိုကဆော့လို့ကောင်းတာပါဂေးတွေများတယ်ဆိုရင်တော့တွေးထင်ရတာအရန်ခတ်ပြီးတော့ဆော့ရတာအဆင်မပြေပါဘူးဒီလိုမျိုး state 3မှာတတိယကတ်ယူပြီးဆိုရင်တော့ကိုစော့မဲ့ဖလိုကိုတခြားလေးတည်ပြီးတော့ဆော့လို့ရပါတယ်ဒီနေရာမှာကိုကဂိုးလောက်ချင်တယ်ဆိုရင်စကန်မန်ချာကိုမဖြုတ်ပဲဆော့လို့ရတယ်လို့တွေးပဲထိန်းနေဆိုရင်တော့စကန်မန်ချာကိုဖြုတ်ပြီးတော့ဆော့မဲ့ဖလိုကိုပဲအပြည့်တည်ဆော့လို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်ကအမှားတစ်ခုလုံးမိသွားပါတယ်တကယ်ဆိုရင်ဂူရှင်လာတော့ကိုစောင့်သိနေမယ်အိုရိုဝါကိုပဲကျွန်တော်ကတွေးထိန်းကျင်တော့နဲ့တင်ပြီးသွားတာဖြစ်ပါတယ်ဂူရှင်လာရင်တော့ပို့ပြီးတော့အဆင်ပြေပြီးတွေးထိန်းလို့ကောင်းပါပါကျွန်တော်ရဲ့သူရ80ထိရှိတာဖြစ်တဲ့အတွက်န
နောက်ထပ်တပွဲလောက်အနိုင်ရရှိရင်တော့မှတေချာပေါက်စတိတ်4ရဲ့ခရီရောင်းမိမှာဖြစ်တဲ့အတွက်ဒီပွဲမှာတော့ကျွန်တော်ကစက္ကန့်ပန်ချာကိုမဖြုတ်ပါဘူးစက္ကန့်ပန်ချာကိုမဖြုတ်ဘဲနဲ့ပဲရတယ်လို့မျိုးပဲတွေးထိန်လိုက်ပါတယ်ဒီနားတွေမှာကျွန်တော်ပြောသလိုပဲကိုစောတဲ့ synergy ကိုဖြစ်မယ် hero တွေကို2 star တင်မယ်ပြီးရင်5 hero တွေကိုရှာမယ်ကိုမှတွေးရှိတယ်ဆိုရင်အတိုးချန်ပြီးတော့ရှာမယ်တွေးတိတ်မရှိဘူးဆိုရင်တော့အတိုးမချန်မဲနဲ့ကိုမှရှိတဲ့ hero တွေကို2 star ဖြစ်အောင်အရင်တင်ရပါမယ်ပေါက်မှာကိုကောက်ထားတဲ့ hero တစ်ကောင်ကောင်ပါတယ်ဆိုရင်ယူလိုက်ပါအဲ့ဒါပို့ပြီးတော့အဆင်ပြေပါတယ်တကယ်လို့ကိုကအဲ့ hero ကို3 star တင်လို့မရဘူးဆိုရင်တော့မှပြန်ရောင်းပြီးတော့ကိုရှာလို့ရပါတယ်ဒီလိုမျိုးစတိတ်4ရဲ့ round 1ရောက်ပြီဆိုရင်တော့ကျွန်တော်တို့က5 goal 2 star ရမယ်လက်အိတ်ကိုသုံးလို့ရပါတယ်ဒီလက်အိတ်ကတော့ copy hero 2ကောင်ရမှာဖြစ်တဲ့အတွက်ကလုံးနှလုံးနဲ့ညီမျှပါတယ်ကျွန်တော်တို့က5 goal 3 star ဆော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလက်အိတ်ကိုတန်းပြီးတော့မသုံးပါဘူးကိုဆော့မဲ့ hero တွေကိုအရင်ရှာပြီးတော့မှသာ hero အမောက်ပြည့်ပြီဆိုမှသုံးပါပါလက်အိတ်ကကလုံးနှလုံးသားပဲရှိတဲ့အတွက်ကျွန်တော်တို့စော့မဲ့ hero က2 star 2ကောင်နဲ့1 star 1ကောင်ရှိရမှာပါတိုတယ်ကျွန်တော်တို့စော့မဲ့5 goal hero က9ကောင်ထိရှိရမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့အဲ့ဒီ9ကောင်ကိုရှာပြီးမှသာလက်အိတ်ကိုသုံးရမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကတွေးလည်းမရှိတော့ဘူးရှာနေတဲ့ hero ကလည်းအောက်မှာ9ကောင်လောက်ရှိတယ်ရှော့မှာလည်း hero ကြံနေတယ်ဆိုရင်တခါတည်းရင်းပြီးတော့ရောင်းချလိုက်တင်ပါတယ်အဲ့ဒါမှမထွက်ခင်မှာ5 goal 3 star ရမှာပါမှုတ်ရင်ဒီ round တွေမှာကျွန်တော်တို့နိုင်ဖို့ကမသိကြတော့ပါဘူးတွေးမရှိဘူးဆိုရင်တခါတည်းတန်းထွက်သွားနိုင်ပါတယ်အဲဒါကြောင့်မလို့အောက်မှာ9ကောင်လောက်ရှိတယ်ရှော့မှာလည်း hero တွေကကြံသေးတယ်ဆိုရင်တော့ဘာမှတွေးမနေဘဲနဲ့တန်းပြီးတော့ရှာပလိုက်ပါဒီမှာတော့ကျွန်တော်က state 4ရဲ့ career round ကိုတေချာပေါက်ရောက်သွားပြီဖြစ်တဲ့အတွက်5 goal 3 star ကတော့တေချာပေါက်ရှာပြီးတော့ဆော့လို့ရပါပြီကျွန်တော်ပြောသမျှကိုဒီထိနားထောင်ပေးလာရတဲ့တက်ရောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ Telegram channel လေးကိုမ join ရသေးဘူးဆိုရင်လည်း join ထားလို့ရပါတယ်အဲ့ဒီမှာ the way တွေပြီးရင် fan map တွေနဲ့ကျွန်တော်တင်သမျှကိုပါသိနိုင်မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ TikTok နဲ့ YouTube channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင်လည်းလက်မလေးနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်နောက်ထပ်လည်းလုပ်ပေးစီခြင်းတဲ့ဗီဒီယိုရှိရင် comment မှာမှန်းခဲ့ပေးပါကျွန်တော်အချိန်ရတာနဲ့တန်းပြီးတော့လုပ်ပေးသွားပါမယ်ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဆုံးမှာကျွန်တော်အလန်းစားလေးတစ်ခုထပ်ပြီးတော့ပြပေးထားပါတယ်အဲ့ဒါလေးကိုလည်းကြည့်ပြအောင်ကြည့်ဖို့မျှော်လင့်ပါတယ်ကဲနောက်ဗီဒီယိုမှာပြန်ဆုံကြတော့ပေါ့ဗျာwill be blood. We will never surrender. Death was but the first of my conquest. But the first of my conquest.